Do you know these easy phrases ဒီစကားစုလော်လော်လေးတွေကိုသိလားအရန်လည်းအသုံးဝင်တယ်နော်သုံးလို့လည်းကောင်းတယ်အသုံးလည်းများတယ်စူးစမ်းကြည့်မယ် get along with ဆိုတာအဆင်ပြေတယ်တယောက်နဲ့တယောက်အဆင်ပြေတယ်သင့်မြတ်တယ်ပေါ့ I get along with my classmate ငါရဲ့အတန်းဖော်တွေနဲ့အဆင်ပြေတယ်သင့်မြတ်တယ်နောက်တစ်ခုကျတော့ go along with လိုက်သွားတာမဟုတ်ဘူးသူကလက်ခံတယ်လိုက်လျောတယ်ပေါ့နော် I don't go along with our new projects တို့တို့ရဲ့ project အသစ်တွေဒါမှမဟုတ်အစီအစဉ်အသစ်တွေကိုငါကလက်မခံဘူးမေးကြည့်မယ် Do you go along with your new plan မင်းတို့ရဲ့အစီအစဉ်အသစ်တွေကိုလိုက်လျောရဲ့လား Now in due course အသုံးလေးများတယ်အချိန်တန်ရင်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် You will know the truth in due course အချိန်တန်ရင်မင်းတို့အမှန်တရားကိုသိပါလိမ့်မယ် You will understand in due course အချိန်တန်ရင်မင်းနားလည်သွားမှာပါဒီသုံးခုကိုလေ့ကျင့်ကြည့်ပါ See you on the next video have a happy life